တော်တော့လို့ငါပြောနေရလေဟိန်ထက်မင်းအခုချက်ချင်းအဲ့ဒီကောင်နဲ့အဆက်အသွယ်ဖြတ်စမ်းငါကားအချောင်းနဲ့ကြိုက်နေရဆိုတာအပြစ်လူတွေသိရင်ငါတိတ်ခါဘယ်မှာသွားထားရမလဲ အမေကလည်းအချင်းမယောက်ျားမိန်းမခွေကြကြလို့ကျွန်တော်ကလူတယောက်ကိုချစ်တာလေအမေ ခွဲခြားစရာလိုတာပေါ့ငါမွေးထားသားယောက်ျားလေးမင်းယူရင်မင်းကလေးကိုပဲယူရမယ်အမေမွေးထားသားယောက်ျားလေးအချောက်ကိုယူအောင်မဟုတ်ဘူးမင်းနားမလဲဘူးလားဟမ် ကျွန်တော်နှလုံးသားဘယ်လောက်ထိကြေကွဲနေလဲဆိုတာအမေတစ်ခါတော့ဖြစ်ပြီပို့ကျွန်တော်ဘယ်လောက်ပဲကြိုးစားအမေကတော့ကျွန်တော်အမေရဲ့ကွန်ပျူတာတစ်ခုလိုပဲမြင်နေတာပဲ မင်းကိုလူတော်တိုးအောင်ညနာပွင့်အောင်ကျွေးဝဲပြုစုလာတာအမေမင်းကအခုအမေကိုပြန်ပြောနေရလားအဲ့ဒီကောင်အမေထက်ပိုအရေးကြီးနေပြီပေါ့လေ မဟုတ်ဘူးမေဒါပေမဲ့ကျွန်တော်အမေရဲ့ရုပ်တရုပ်မဟုတ်ဘူးလေကျွန်တော်ဘောမှာအမေကိုမနာကျင်စေခြင်းလို့ဒီဟာရကိုလိုက်ရောပေးခဲ့ပြီအခုတော့အမေကကျွန်တော်ရဲ့ပျော်ရွှင်မှုကိုမင်းကပြည့်စည်ဖြစ်တော့မှလည်းကျွန်တော်တောင်းပန်ပါတယ်အမေဒါပေမဲ့ကျွန်တော်ဘဝရဲ့မတရားဘူးကျွန်တော်တက်ပြီးဘုံကွယ်ထားနိုင်တော့ဘူးအခုလိုရခုံစရာအသက်ဇလန်းတွေကိုအမြဲနှားစီခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မေ့နေအောင်နော်နောက်ထပ်လည်းစိတ်လှုပ်ရှားစရာဇလန်းတွေအများကြီးလာဖို့ရှိလို့စောင့်မျှော်ပေးကြပါဦးခင်ဗျာ